လေခဏခဏဆက်ဆံရင်မင်းမကိုကကျဲလာနိုင်သလားတင်းအနေနဲ့ရောတင်းရဲ့မင်းမကိုနဲ့ပတ်သက်ပြီးရောကျဲနေတယ်လို့ခံစားရပါသလားအခု line ပေါ်မှာရန်နာမည်ကြီးနေတဲ့မင်းမကိုကျင်းစေးတွေရောတကယ်ရောအလုပ်ဖြစ်ပါမလားကျမတို့ရဲ့မင်းမကိုပြန်ကျင်းအောင်ဆိုပြီးတော့သဘောနီးလန်းနေနဲ့လွယ်လွယ်လေးလုပ်လို့ရတယ်ဆိုတာရောသိပါသလားတကယ်လို့မသိသေးဘူးဆိုရင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ပေးပါအောင်နော်ဒီဗီဒီယိုလေးကိုမစခင်ကျမတို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပေးပြီးတော့ notification bell လေးကိုလည်း on ခဲ့ပေးကြပါအောင်နော်ဒါဆိုရင်ဒီဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်ကျိုး main ကလေးတွေစိုးရိမ်နေတဲ့အရာတစ်ခုရှိပါတယ်ဒါကတော့လင်းခဏခဏဆက်ဆံလို့ရှိရင်မင်းမကိုကကျဲလာနိုင်သလားဆိုတာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ partner ကိုယ့်ရဲ့အမျိုးသားကမိမိပေါ်မှာစိတ်ပြတ်သွားမှာကိုစိုးရိမ်နေတာတွေကြောင့်လည်းပါလိမ့်မယ်အခုဆိုရင် online ပေါ်မှာမင်းမကိုကျင်းစိကြော်ညာတွေကိုအများပြတွေ့ရှိလာရပါတယ်ဒီအချက်ကိုကြည်ချင်းအဖြစ်ကျမတို့အမျိုးသမီးတွေကမင်းမကိုပေါ်မှာအာရုံစိုက်လာကြရဲဆိုတဲ့အချက်ကိုဖော်ပြနေရပဲဖြစ်ပါတယ်ငါများမင်းမကိုကျဲနေသလားဆိုပြီးတော့ပေါ့နော်။ဒါတော့ကျမတို့ရဲ့မင်းမကိုဆိုတာကလင်းခဏခဏဆက်ဆံယုံနဲ့ကျဲလာတက်တဲ့အင်္ဂါရက်တစ်ခုမဟုတ်ပါဘူး။ပြည်ရဲ့ခဏကိုဆိုတာကစက်သားတွေအများပြားနဲ့ဖွဲ့စည်းထားပါတယ်။ဒီစက်သားတွေနဲ့ဖွဲ့စည်းထားတဲ့အရာတွေထဲမှာမင်းမကိုလည်းပါပါတယ်။မင်းမကိုတစ်ဝိုင်းမှာဆိုရင် skeletal muscle လို့ခေါ်တဲ့စက်သားတွေနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။စက်သားတွေရဲ့သဘောတဘာဝကိုသူတို့ကိုယ်တိုင်ကြုံနိုင်ဆက်နိုင်တဲ့စွမ်းအားတွေရှိပါတယ်။ဒါကြောင့်မို့လို့လိန်ဆက်ဆန်နေတဲ့အခါမှာဆိုရင်မင်းမကိုကကျဲလာပြီးတော့အတူနေပြီးသားနေဆိုရင်တော့မင်းမကိုကပြန်ပြီးတော့ကျင်းလာပါလိမ့်မယ်ကျမတို့ရဲ့မင်းမကိုဆိုတာကလိန်ဆက်ဆန်ရုံနဲ့အလွယ်တကူကျဲမလာပါဘူးရှင်ဒါဆိုရင်ဘလို့အချိန်တွေမှာမင်းမကိုကကျဲလာနိုင်တယ်လဲဆိုရင်တော့ကလေးအများကြီးမွေးရတဲ့သူတွေနဲ့အသက်ကြီးလာတဲ့အချိန်တွေမှာဆိုရင်မင်းမကိုကကျဲလာနိုင်ပါတယ်ကလေးမွေးရဆိုရင်တော့မှတယောက်နှစ်ယောက်မွေးရင်တိတ်ပြီးတော့မတိတာသေးပါဘူးကလေးအများကြီးမွေးမယ်ဆိုရင်တော့မင်းမကိုကကျဲလာနိုင်ပါတယ်စက်သားတွေအားပြုတ်သွားတဲ့အတွက်ကြောင့်မလို့မင်းမကိုချောင်းလာတာပဲဖြစ်ပါတယ်ဒီလိုကလေးမွေးလို့မင်းမကိုကျဲသွားတာမျိုးကိုကျမတို့ကီးကဲ exercise လေးတွေလုပ်ပေးပြီးတော့ပြန်ကျင်းအောင်ပြုလုပ်လို့ရပါတယ်ကလေးမွေးပြီးတဲ့အမေတွေမှာဆိုရင်မျိုးပွားအင်္ဂါက6လအတွင်းမှာအားလုံးကပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပဲဖြစ်ပါတယ်ကလေးအများကြီးမွေးမယ်ကလေးတစ်ယောက်နဲ့တစ်ယောက်မွေးတဲ့အချိန်ကကတ်နေမယ်ကလေးမွေးတဲ့အချိန်မှာမိမကိုကဆုပ်ပြဲသွားတာမျိုးတွေဖြစ်မယ်ဆိုရင်တော့မိမကိုကျဲလာနိုင်ပါတယ်နောက်တစ်ခုကတော့အသက်ကြီးလာတာကြောင့်ပဲဖြစ်ပါတယ်ကျမတို့တွေမီးရသွေးဆုံးပြီးသွားတဲ့အခါမှာဆိုရင် estrogen ဓာတ်တွေအပြောင်းလဲရှိတဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့မိမကိုတွေက6သွေးလာပြီးတော့ tissue တွေအားရသွားတဲ့အတွက်ကြောင့်မို့လို့မိမကိုတွေကျဲလာနိုင်ပါတယ်ရှင်ကြောင်ညာတွေမှာပါတယ်လို့မျိုးမိမကိုကျင်းစေးကိုတောက်ပြီးတော့မိမကိုကျင်းအောင်ပြန်လုပ်လို့ရတယ်ဆိုတာကိုအားလုံးပဲတွေ့ကြမြင်ကြပါလိမ့်မယ်ဒါတွေကသိပ္ပံနည်းကျလေးလာစမ်းသပ်ထားတာမျိုးတွေမဟုတ်ပါဘူးဆိုကြတွေအနေနဲ့ဆိုရင်လည်းပို့ပြီးတော့စိုးလာနိုင်ပါတယ်ဒါဆိုရင်ကျမတို့တွေဘာတွေလုပ်လို့ရတယ်လဲဆိုရင်တော့ခွဲစိတ်ပြုပြင်တာတွေပြုလုပ်ပြီးလို့ရပါတယ်ခွဲစိတ်ပြုပြင်တဲ့အခါမှာလည်းကျွမ်းကျင်တဲ့ဆရာဝန်ကြီးနဲ့တိတိကျကျခွဲစိတ်ပြုပြင်သင့်ပါတယ်ခွဲစိတ်ပြီးရင်နောက်ဆက်တွဲပြဿနာတွေမဖြစ်လာအောင်လို့ဆရာဝန်ညွှန်ကြားတာလေးတွေကိုတိတိကျကျလိုက်နာပြီးတော့ဆောင်ရွက်သင့်ပါတယ်ငွေကုန်ကြေးကျတွေတော့များနိုင်ပါတယ်ရှင်ငွေကုန်ကြေးကျမများပဲနဲ့တဘာဝနီလန်အတိုင်းမင်းမကိုပြန်ကျင်းအောင်ပြုလုပ်လို့ရတဲ့နည်းလေးတစ်ခုလည်းရှိပါတယ်ဒါကတော့ကိကဲ exercise လုပ်တာပဲဖြစ်ပါတယ်တချို့ကျတော့ကြားဘူးကြားလိုက်မယ်လို့ထင်ပါတယ်တင်မစုံခွေးနာကစက်သားတွေကိုတမအောင်လုပ်တဲ့လေးချိန်ငန်းလေးတစ်ခုလည်းဖြစ်ပါတယ်လုပ်တဲ့နည်းလေးကလည်းအရန်အောင်လွယ်ကူပါတယ်ဒါပေမဲ့အခုမှစလုပ်တဲ့အမျိုးသမီးလေးတွေဆိုရင်တော့အခက်အခဲနည်းနည်းလေးတော့ရှိပါလိမ့်မယ်ဒါပေမဲ့လုံရင်းနဲ့ကျမတို့အဆင်ပြေသွားပါလိမ့်မယ်ရှင်ဒီကလေးချင်းငံကိုဘယ်လိုမျိုးလေးလုပ်ပေးရမလဲဆိုရင်တော့ကျမတို့စီးသွားနေတဲ့အချိန်မှာရုတ်တရက်စီးကိုအောက်ကြည့်လိုက်ပါဒီလိုမျိုးအောက်လိုက်မယ်ဆိုရင်တင်မစုံခွင်းအတွင်းသားတွေကတင်းသွားပါလိမ့်မယ်ဒါကတင်မစုံခွင်းကစက်သားတွေတင်းသွားတာပဲဖြစ်ပါတယ်ဒီလိုမျိုးခံစားမိပြီဆိုလို့ရှိရင်လေးချင်းငံကိုစပြီးတော့လုပ်လို့ရပါပြီပလန်လန်လိုက်ပါဒူးကိုထောင်ပြီးတော့ကျမခုနပြောသွားသလိုပဲစီးအောက်သလိုမျိုးလှုပ်ကြည့်ပြီးတော့စက်သားတွေကိုဆွဲတင်လိုက်ပါဒီမျိုးဆွဲတင်ပြီးသွားပြီဆိုရင်တောက်နိုင်သမျှကြာလေးတောက်ပြီးထားပါကျမတို့များများတောက်နိုင်လေပို့ပြီးတော့ထိရောက်လေးပဲဖြစ်ပါတယ်ပြီးရင်တော့တဖြည်းဖြည်းချင်း short ချပေးလိုက်ပါကျမတို့များများလှုပ်ပေးနိုင်လေစက်သားတွေကပို့ပြီးတော့တန်မာလေးပဲဖြစ်ပါတယ်ဒီလေးကျင်ငံကိုလှဲရင်းနဲ့ထိုင်ရင်းမတက်ရရင်းနဲ့လည်းပြုလုပ်ပြီးလို့ရပါတယ်ဒီကဲလေးကျင်ငံကိုပြုလုပ်ပေးခြင်းကစီးမထိန်နိုင်တာတွေတအိမ်ကျွန်းတာတွေကိုတက်တာစေပါတယ်ကျမတို့စီးမထိန်နိုင်တဲ့သူတွေဆိုလို့ရှိရင်ခုနပြပြပေးသွားတဲ့အတိုင်းလေးပြုလုပ်ပြီးလို့ရပါတယ်ကလေးအများကြီးမွေးပြီးတော့တအိမ်ကျွန်းတဲ့သူတွေအနေနဲ့လည်းဒီတိုင်းလေးပဲပြုလုပ်ပေးသွားလို့ရပါတယ်ရှင်အချင်းချုံပြီးတော့ပြောပြရမယ်ဆိုရင်ကျမတို့ရဲ့မိမကိုဆိုတာကလိန်ဆက်ဆန်ရုံနဲ့အလွယ်တကူကျဲမလာနိုင်ပါဘူးဘလို့ချိန်ဒီမှာကျဲလာနိုင်တယ်လဲဆိုရင်တော့အသက်ကြီးလာတဲ့သူတွေနဲ့ကလေးအများကြီးမွေးထားတဲ့သူတွေမှာဆိုလို့ရှိရင်ကျဲလာနိုင်ပါတယ်လိန်ဆက်ဆန်တဲ့အချိန်မှာကျဲလို့ခံစားနေရတယ်ဆိုတာကလည်းမိမကိုကစက်သားတွေကိုဖြေလျှော့ပေးထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒီလိုဖြေလျှော့ပေးထားမှသာအမျိုးသားတွေအနေနဲ့လည်းလိန်ဆက်ဆန်တဲ့အခါမှာအဆင်ပြေမှာပဲဖြစ်ပါတယ်အတူနေပြီးတဲ့အချိန်မှာဆိုရင်တော့မိမကိုကပြန်ပြီးတော့ကျင်းလာနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะ
ဒီဗီဒီယိုကိုကြည့်ခြင်းအပြင်ကျမတို့ရဲ့မိမကိုဆိုတာကလိန်ဆက်ဆန္ဒများယုံနဲ့ကျဲမလာနိုင်ဘူးဆိုတာကိုသိရှိသွားနိုင်မယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးကျမ်းမာရေးဗဟုသုတဗီဒီယိုတွေကိုကျမတို့ရဲ့ channel ကအမြဲတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပေးပြီးတော့ notification bell လေးကိုလည်း on ခဲ့ပေးကြပါအောင်နော် Facebook page ကိုလည်း like and follow လုပ်ခဲ့ပေးကြပါအောင်ရှင်အားလုံးပဲအမျိုးသားတွေရောအမျိုးသမီးတွေရောတာယာလှပတဲ့အိမ်တော်ကြီးလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ကြမယ်နော်